တခါတလေတော့လေဘာမှမချက်ချင်အဲ့တော့အိမ်မှာရှိတဲ့အသားတူလေးနဲ့အိမ်မှာရှိတဲ့မာလာဟင်းအနှစ်ကလေးနဲ့ကြာစံလေးပြုတ်စားလိုက်ပါတယ်အရင်ဆုံးသားတူလေးကိုပြုတ်ထားပေးပါပြီးလို့ရှိရင်မာလာဟင်းအနှစ်ကလေးကိုထည့်ပေးပါဒီမာလာဟင်းအနှစ်ကကျမကိုယ်တိုင်လုပ်တာပါနောက်မှပဲဒီမာလာဟင်းအနှစ်လုံနီလေးကိုရိုက်ပေးပါမယ်ရှင်ကဲဒီလိုအချိန်လေးရောက်ပြီဆိုလို့ရှိရင်ကျမချစ်သွန်ဖြူကိုနုံဆင်းထားတာလေးကိုထည့်ပေးပါတယ်ချင်းကန်ဆက်လေးတောက်မှမို့လို့ကျမကတမယာရည်လေးညှစ်ထည့်ပေးလိုက်ပါတယ်အပြိုင်လေးထည့်ပေးပါတယ်ကျသားမုတ်လေးထည့်ပေးလိုက်ပါတယ်ပြီးရင်ကြာစံလေးကိုရေစိမ်ထားတာလေးကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးအရွက်ကလေးထည့်ပေးပါတယ်အရွက်ကတော့ကိုကြိုက်တဲ့အရွက်ပေါ့နော်ကျမကစွညက်လေးထည့်ပေးပါတယ်ကျဲဥထည့်တာတော့မရိုက်ပြစ်လိုက်ဘူးကျဲဥလေးထည့်လိုက်ပါတယ်ရှင်ကဲအခုဆိုရင်မိုးအေးနဲ့ရှူရှူရှည်လေးနဲ့အရန်စားကောင်းနဲ့ကြာစံမာလာဟင်းပေါ့နော်အဲ့ဒါလေးနဲ့ဒီနေ့တော့စားလိုက်ပါတယ်ရှင်ခါတလေတော့လေဒီလိုလေးစားရမ်းစားကောင်းပါတယ်နေ့တိုင်းထမင်းနေဟင်းနေစားနေရတာနဲ့စားရင်လေရံဖန်ရံခါလေးပေါ့ကျမဗီဒီယိုလေးကိုကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်